နောက်တို့ skin တကောင်ကိုမြန်မာငွေ4000ခွဲဝန်းကျင်နဲ့ရမယ်ဆိုရင်အားလုံးစိတ်ဝင်စားလားဗျစိတ်ဝင်စားရဆိုရင်တော့ဗီဒီယိုလေးကိုဆုံးအောင်ကြည့်လိုက်ပါအောင်ဗျအားလုံးပဲမင်္ဂလာပါဗျ94 rank win ဒီနေ့ short လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့နောက်တို့ skin တကောင်မြန်မာငွေ4000ခွဲဝန်းကျင်နဲ့ရမယ်အစီအစဉ်လေးကိုပြပေးမှာဖြစ်ပါတယ်ဗျအားလုံးပဲဗီဒီယိုလေးကိုဆုံးအောင်ကြည့်ရှုပေးပါအောင်ဗျကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးလေ subscribe လေးလုပ်သားပေးကြပါအောင်ဗျဒီက event 2.0 လေးမှာတော့အသစ်ပါဝင်လာတဲ့ Fuhugaki Namikaze Minato နဲ့ Uchiha Itachi တို့ပဲဖြစ်ပါတယ်ဗျအဲ့တော့မိတ်ဆွေတို့အနေနဲ့ mobile လင်းညင်တိုင်းမှုတွေကိုဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးမှာလာရောက်အားပေးလို့ရပါတယ်ကျွန်တော်ကိုယ်တိုင်ရောက်ချပေးရဖြစ်တဲ့အတွက်ယုံကြည်စိတ်ချစွာဝယ်ယူလို့ရပါတယ်ဗျ channel လေးကိုဒီ comment မှာ pin comment လေးနဲ့လုပ်ထားပေးပါဗျအဲ့တော့အားလုံးပဲအစီအစဉ်လေးကိုစားလိုက်ရအောင်ဗျဗီဒီယိုလေးကိုဆုံးအောင်ကြည့်ရှုပေးသွားပါဦးဗျ event လေးကတော့ပုံမှန်တိုင်းပဲကျွန်တော်တို့ daily draw အနေနဲ့ 50% on 25လုံးတုံးရမယ်10 draw ကို 10% off 450နဲ့တုံးသွားရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြမယ်ဇာတ်လေးကတော့ဒီမှာပါအားလုံးပဲ like တင်ကြည့်ရှုလိုက်ပါအောင်ဗျအဲ့တော့ brother တို့အနေနဲ့ event စတဲ့မလ29ရက်နေ့မှာပဲ weekly pass တစ်ချိန်ဖြည့်ရပါမယ်ပြီးလို့ရှိရင် one draw လဲမယ်ဒီ recheck in အနေနဲ့တုံးကင်းတစ်ခုရမယ်ပေါ့နော်ဒါဆိုရင်လဲလိုက်လို့ရှိရင်2 draw ရမယ်ပေါ့နော်brother တို့ရဲ့စိန်လက်ကျန်တော့85လုံးကျန်ပါမယ်အဲ့လိုပဲမလ28ရက်နေ့ပြီးတော့ April 2ရက်နေ့ထိ1 draw စီသွားလို့ရှိရင်ဒီ8 draw ထိရမယ်ဒီတိုင်းမလက်ကျန်တော့45လုံးကျန်မယ်ပေါ့နော်အဲ့တော့ April 3ရက်နေ့မှာဒီ premium supply စပြီဆိုတဲ့အတွက် weekly pack 3ခုဖြစ်ထည့်ပါမယ်ပေါ့နော်အဲ့ပြီးလို့ရှိရင်ဒီ1 draw လဲမယ်အဲ့ဒါဆိုရင်9 draw ဖြစ်သွားမယ်စိန်လက်ကျန်တော့280ကျန်ပါမယ်ပေါ့အဲ့လိုပဲ April 4 5 6 1 draw စီလဲသွားမယ်စနစ် draw ထိရသွားမယ်ပေါ့နော်စိန်လက်ကျန်တော့265လုံးထိရမယ်ပေါ့ကျန်မယ်ပေါ့နော် sorry အဲ့တော့ April 9ရက်နေ့မှာဆိုလဲဒီတက်စီအလုံးပြီးအောင်ဆိုလို့ချင်းကျွန်တော်တို့ full draw လဲမယ်ပထမဆုံးတစ်ချိန်ကို daily draw 25လုံးနဲ့လဲမယ်ပြီးလို့ရှိရင်ကျွန်တော်တို့50နဲ့3ချိန်ထပ်လဲမယ်ပေါ့အဲ့ဒါတက်စီအလုံးပြီးတော့ရတဲ့တုံးက3ခု30ရမယ်ပေါ့အဲ့တော့အလုံးပေါ့46 draw ဖြစ်သွားမယ်တိုင်းမုံကတော့130ကျန်မယ်ပေါ့အဲ့လိုပဲ April 8 9မှာကျွန်တော်တို့1 draw စီကိုဒီ daily draw ဒီ 50% on နဲ့25လုံးတုံးပြီးလှည့်သွားမယ်စုစုပေါင်း48 draw ဖြစ်သွားမယ်ပေါ့နော်အဲ့ဒါဆိုရင်တိုင်းမလက်ကျန်တော့100ကျန်ပါမယ် April 10ရက်နေ့မှာ premium supply ဖတ်ထူလာတဲ့အတွက်အပေါ်အတိုင်းပဲ weekly bet 3ခုထည့်မယ်ပေါ့1 draw လဲမယ်49 draw ဖြစ်သွားမယ်335လုံးကျန်မယ်အဲ့လိုပဲ April 17ကနေ April 13ထိ1 draw စီကိုလဲသွားမယ်ပေါ့နော်ဒါဆိုလို့ရှိရင်စုစုပေါင်း52 draw ထိဖြစ်သွားမယ်320တိုင်းမှုကျန်မယ်ပေါ့ April 14ရက်နေ့မှာအပေါ်အတိုင်းပဲ၄ချိန်ကိုပထမတစ်ချိန်ကို25လုံးနဲ့ကျန်တဲ့3ချိန်ကို50နဲ့လဲမယ်ဒါဆိုရင်တော့ test ပြီးသွားတဲ့အတွက်29တုံငင်ရမယ် draw အနေနဲ့85 draw ဖြစ်သွားမယ်စိန်လက်ကျန်နေတဲ့165လုံးကျန်မယ်ပေါ့နော်ဒီ April 15ကနေ May 10ထိကို daily discount နဲ့တရက်ကိုတစ်ချိန်စီလဲသွားရပါမယ်ဒါဆိုရင်တော့ draw အနေနဲ့130 draw ဖြစ်သွားမယ်35လုံးလက်ကျန်ကျန်မယ်ပေါ့အဲ့တော့နောက်တစ် event တွေက skin ကောင်ရဖို့ဆိုလို့ချင်း draw က120လောက်ရှိမှာပဲဖြစ်တယ်အဲ့တော့ဒီ event မှာ test တွေလုပ်ရင်းနဲ့ဒီ free တုံငင်ဆက်ကရအောင်ပါပေါ့ဒါဆိုရင်တော့120လောက်ရှိသွားပါပြီဗျဒါဆိုရင်တော့ skin ကောင်ရဖို့ချိန်တဲ့လောက်ဖြစ်နေပါပြီဒီလိုကလေးလူကြီးမျိုးကြိုက်ကြတဲ့နောက်တူ skin ကိုမြန်မာငွေ4000ခွဲဝင်ကျင်နဲ့ရရဲဆိုတာတန်ပါတယ်ဗျအဲ့တော့ကျွန်တော်ဗီဒီယိုလေးက browser အတွက်အလုံးအသုံးဝင်မယ်လို့ယုံကြည်ပါတယ်ဒီဗီဒီယိုလေးတွေကဒီ test လေးတွေလုပ်ပုံလေးကိုလည်းလိုချင်လို့ဆိုရင်ကျွန်တော်ရဲ့ Telegram မှာလာရောက် download ရပါတယ်ဗျကျွန်တော် Telegram လေးကိုဒီ comment မှာ link ချထားပါပြီဗျအားလုံးပဲကျေးဇူးပါどこまで行っても子供を信じてるのが親ってもんだからね。